အစအဦးပါချက်ချင်းနေခြင်းသူများအတွက်ရက်မွတ်တောင်ရက်ွက်ထဲကအယောင်လေးပါမင်္ဂလာပါကိုကျော်ကြီးအိမ်ချမ်းပြည်မန္တလေးမှာကြိုဆိုလိုက်ပါတယ်လမ်းကျရက်ွက်တန်းပြီးတွာလာရလွယ်ကူသောနေရာလေးလေးဖြစ်ပါတယ်ပေကျယ်ဝင်းကတော့ပေ30-40ဖြစ်ပြီးကရံမီဘကိုမှတက်တန်းသေးလေးပါနံကတ်နှစ်ထပ်ကိုမှမာစတာဘရွန်တစ်ခန်းရိုးရိုးအိတ်ခန်း3ခန်းပါရှိပါတယ်အလှည့်လေးကတော့မြောက်လှည့်လေးပါနေရာလေးကတော့39လမ်း58လမ်းနဲ့58လမ်းအနီးပဲဖြစ်ပါတယ်ဒါလေးကိုတိန်15000ညှိနှိုင်းဈေးနှုန်းဖြင့်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေဖြင့်ကိုကျော်ကြီးအိမ်ချမ်းပြည်မန္တလေးကိုသာဆက်သွယ်လိုက်ပါခင်ဗျာအကောင်းတကအကောင်းဆုံးတွေကိုသာဖန်တီးပေးခြင်းတော့ကိုကျော်ကြီးအိမ်ချမ်းပြည်မန္တလေးရဲ့စေတနာပါ